Chelsea နဲ့ Stratford အသင်းပရိသတ်များဟာ Blue ကိုလုပ်ငန်းရဲ့ပိုင်ဆိုင်မှုအပေါ် Stamford Bridge ကွင်းမှာစုပေါင်းကန့်ကွက်မှုများပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ မန်ယူအသင်းနဲ့ Premier League ဖလားပွဲစဉ်မတိုင်မီ Chelsea ပရိသတ်များနဲ့ပြင်သစ်အခြေစိုက်ကလပ် Stratford အသင်းမှပရိသတ်များဟာပိုင်ရှင်အဖွဲ့အစည်းဖြစ်တဲ့ Blue ကိုလုပ်ငန်းစုကိုဆန့်ကျင်တဲ့အကြီးအကျယ်ကန့်ကွက်မှုမှာပူးပေါင်းပါဝင်ခဲ့ကြတာပါ။ဒီပူးပေါင်းချီတက်ကန့်ကွက်ပွဲဟာနိုင်ငံတော်ခုရှိကလပ်အသင်းများကိုတဦးတည်းကပိုင်ဆိုင်တဲ့စနစ်ပေါ်နှစ်ဖက်စလုံးရဲ့ပရိသတ်များမကျေနပ်မှုအရှိန်မြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။ Wolfpack အင်းကနေစတင်ခဲ့တဲ့အားကစားကွင်းစီကိုဦးတည်ခဲ့တဲ့ဒီကန့်ကွက်မှုဟာတော့ဘူလီနဲ့ဘာတက်အပလီတို့ဦးဆောင်တဲ့ Blue ကိုရင်းနှီးမြှုပ်နှံမှုအဖွဲ့ပေါ်မကျေနပ်မှုများကြောင့်ဖြစ်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။ကန့်ကွက်ပွဲအတွင်းမီးရှူးမီးပန်းများပစ်ဖောက်ခြင်းနဲ့ကလပ်ရဲ့လက်ရှိဦးတည်ချက်များကိုဝေဖန်ထားတဲ့နှစ်ဖူးစည်းစာတမ်းများကိုတွေ့ရှိခဲ့ရတာလည်းဖြစ်ပါတယ်။ပြင်သစ်နိုင်ငံမှာလာရောက်တဲ့ပရိသတ်များကလည်း Blue ကိုလက်အောက်မှာ Stratford အသင်းဟာပြည်အဆင့်အသင်းမဟုတ်ကြောင်းကစားသမားမွေးမြူရေးအသင်းမဟုတ်ကြောင်းသိစေဖို့အတွက်၎င်းတို့ရဲ့ဒေါသကိုဖော်ထုတ်ဖို့လန်ဒန်ထိလာခဲ့ကြတာပါ။ Chelsea အသင်းဟာအဆိုပါပွဲမှာမန်ယူအသင်းကိုရှုံးနိမ့်ခဲ့ပြီးဒီရှုံးနိမ့်မှုဟာ1912ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်ဖြစ်မှတ်ပေးဖလား၄ပွဲဆက်တိုက်ဂိုးမသွင်းနိုင်ပဲရှုံးနိမ့်ခဲ့တဲ့သမိုင်းဝင်စံချိန်ဆိုလည်းဖြစ်ခဲ့တာပါ။ဇန်နဝါရီလတွင်းတုန်းက Blue ကိုပိုင်ဆိုင်တဲ့ကလပ်နှစ်ခုကြားလူဝင်အားအပြောင်းလဲလုပ်ခဲ့မှုဟာပြင်သစ်ပရိသတ်များကကန့်ကွက်မှုမှာပါဝင်လာစေတဲ့အဓိကအကြောင်းရင်းဖြစ်ခဲ့ကြောင်းလည်းသိရှိရပါတယ်ခင်ဗျာ။ Yes, but like they're only